ဆိုရရရဲ့ကုန်ခဏမိထားပြစ်စုံပန်နဲ့ပြောင်းထားတဲ့ကြောင်တော့ယုံစားပြီးပါမနဲ့လေးနဲ့ဒီဖုန်းတော့လည်းပြောရခက်တယ်အစားကိုချိန်မစားဖို့ပြောတိုင်းနဲ့မစောတကတက်တယ်ဒီကစိတ်ပူပြီးပြောသမျှမင်းကတော့ရောချလျက်ပဲတော့တခြားကောင်တွေနဲ့မရှင်းစမ်းမနဲ့ဒေါသထွက်တယ်သူပဲချိန်များခေါ်တော့မလဲကျွန်တော်လိုလူကြောင်နာလေးကအဲ့လိုမင်းဖြစ်မှရှိတွေ့တဲ့ဝေကိုယူဆောင်သွားပေးပါရောင်နေဆိုးတယ်မထင်ပါနဲ့ဒါကဖြူရောင်စကားလေးပါမင်းကိုသိတဲ့နိုးမီနေပြီးတီလာဦးကြောင်ကြားလေးရဖိုလိုလိုဒီယိုလိုနေပဲကိုအချိန်နဲ့ဖြုံးခဲ့တွေ့လို့ချင်းတွေကငါစိတ်ကိုချိုးနေနေတော့မယ်ပိုင်ဆိုင်ခြင်းနဲ့စိတ်ကလေးကိုမိုးတိတ်နေဖို့ဒါပေမဲ့ဖွင့်ပြောလိုက်ဖို့ရေခုချင်းကြီးဆိုရင်တော့မယ်တမ်းမလိုက်ချင်တဲ့တိမ်တွေလိုမျိုးတွေသွားရဲ့အိမ်ပြန်ငိမ့်နိုင်မမင်းနဲ့ရှိခွင့်ရရဲ့သိကောင်းမယ်ချိန်တွေကိုရတမ်းမလိုက်ချင်တဲ့တိမ်တွေလိုမျိုးတွေသွားရဲ့အိမ်ပြန်ငိမ့်နိုင်မမင်းနဲ့ရှိခွင့်ရရဲ့သိကောင်းမယ်ဆုံးမဲ့အမြဲတဲအောင်လေးပြန်နေခဲ့တဲ့မြက်ခင်းစိမ့်တွေထဲမင်းနဲ့ညတူပြေလာတဲ့အိမ်မတွေလက်တွေဖြစ်ဖို့တွေ့ဝေးလေးဘာလို့တေးလို့ဆိုပြီးတခါတလေကိုတွေးတယ်မင်းကိုဆွဲလိုက်မြတ်တာဝင်ပြီးတော့တဲ့ကြပြားတွေကိုရေးဖွဲ့အချစ်ကိုကောက်ရိုးပုံတွေကအဲ့လိုရှာဖွေဖို့မတွေးနဲ့ဆက်ရှုံးမဲ့ရာတွေကိုပေးဖယ်ပြီးတို့ရကပါမြေကိုစစ်ချက်မင်းကိုသေးအမကစားပြီးလေးထားမဟုတ်ဘယ်မှာဆူတောင်းရမလဲမင်းအချစ်တွေပေးတဲ့နာလာဖို့တခါတလေဒီထားကနေရညဆွေးရတာမျိုးတော့ဘေးနားမှာဒီတိုင်းမရှိအောင်မယ်ဝေးတော့မဆိုလို့ယနေ့ကုန်နေချစ်လေးရရဲ့စိတ်တွေနဲ့မေးမှာငါဘက်ကိုဝင်တွေ့ပါရောက်ရခဲ့နေပြီတတကယ်ကိုရင်နေစရာချစ်ကတကယ်ဝေးကျွေးလာ